လင်းငယ်ထားတဲ့ခံစားချက်ပြောလိုက်ဦးပြန်ပြောတယ်လို့အေးမနော်ငါတက်တယ်ဒီနေ့ချက်တဲ့နေနေမဟုတ်ပါလေနေလင်းငယ်နေတာနေအမေတွေဥစ္စာနေအဖွင့်ဖေးတော့ကောင်းတာပြောမှာဘိုးရိုက်ခါတာတွေ့ဟုတ်ကဲ့နေကရောက်ချက်တော့နေမသိဘူးလားတဲ့ရတာနဲ့နေဘာလို့လုပ်တာလဲနေကောင်နေကကျန်နေဘာလို့လုပ်လဲလက်ကားယူထားတာမဟုတ်ဘူးနေပြီးတော့တင်တောင်းငွေကိုပြောပြီးတော့တင်တောင်းတဲ့ဟာတင်တောင်းငွေယူထားတာနေကဆောက်ပေးယူထားတာပြရွာတယ်ဗလားနေဘာလို့လုပ်တာလဲငါဒီလောက်ဆောင်းမနေကြတဲ့ကလူတွေကဒီမှာတစ်ဆိုင်လုံးပွားနေလို့ဒီခါလေးမှာရှိရတော့လဲတစ်ဆိုင်လုံးသိရတယ်တော်တော်အော်တော့မဆောက်ဘူးအချမ်းပွေးရနေမနေစိတ်ကကောင်းငါပြောင်းပြောင်းဒီကိစ္စအပေါ်မှာမိတ်ဆွေတို့ရဲ့အမြင်ဘယ်လိုရှိကြသလဲဆိုတာကောမန့်မှာမျှဝေပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးပါ